Hello, hello, em mình là bó. Ba mấy út đi, chú chả này anh video. Đu đi, tòa thân sẽ như của món mà ra lòng mẹ. Mình là chú ye, nên là cái chơi cả đi vào nó. Ai đó, cho nó đôi đi này. Nó xe này mà cô ye, bỏ nó. Đã đi, xe là vậy, nó đâu nó xe ngà. Đã cho nó đi, bộ đầu này đua bỏ nó. Cho nó máu đi, giá trị ra đây, giá lý đi hú. Nhà hội bị đó mà biết đây đua. Cho nó ye đi, chú chả này lấy máu. ဝင်ရောက်ကြည့်ရှုအားပေးကြတဲ့ကျွန်တော်ရဲ့ကိုယ်လေးမတွေညီလေးညီမလေးတွေအားလုံးပဲဒီနေ့ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ရရှိထားတဲ့လုံးဝိုင်းပတ်သီးလေးတွေရရှိထားတဲ့ key rate လေးတွေရရှိထားတဲ့ပေါက်သီးလေးတွေနဲ့အတူကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်လိုက်လွှင့်ပေးရခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအဲ့တော့ဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒါကြီးကိုမော်ဒမာတွေအားလုံးပေါ့နော်ဝါသနာတူဦးတီရဲ့ချမိတ်ဆွေတွေအားလုံးကိုကျွန်တော်ဒီနေ့အတွက်မျှဝေပေးချင်တာလေးရှိပါတယ်ဟုတ်ပြီဗျအဲ့ရောကျွန်တော်ဒီနေ့ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်ဒီမနက်ခင်းပိုင်းမှာပေါ့နော်7:10နဲ့ဒါကျွန်တော်ညနေခင်းပိုင်း4:30အတွက်ကျွန်တော်မျှဝေပေးချင်တဲ့ຢာလေးတွေကလက်ရှိမိတ်ဆွေတို့ထွားထားတဲ့ຢာတွေထဲမှာကျွန်တော်ဒီနေ့အတွက်ပေါ့နော်အကောင်းဆုံးသောလုံးမိုင်ပတ်တီတလုံးနဲ့အတူကျွန်တော်မျှဝေပေးထားတယ်မွေးခင်းတဲ့နေ့ရှိမယ်ဒီຢာတွေကိုကျွန်တော်တို့ကတွဲချက်ပြီးတော့စောင့်စားတော့မှာပဲဖြစ်ပါတယ်ဒီနေ့အတွက်ကတော့ပေါ့နော်အဲရောကျွန်တော်ဒီနေ့အတွက်ဗုဒ္ဓဦးနေ့အတွက်ပေါ့နော်ဒါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးလေးပတ်တီအရန်ကောင်းပါတယ်လေးပတ်တီနဲ့ပတ်သက်ပြီးတော့ဒီလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီကစားရမယ့်ຢာတွေကကျွန်တော်တို့တစ်ချိန်လုံးကလည်းပြောခဲ့ဘူးတယ်ကျွန်တော်မျှဝေပေးထားတာတွေလည်းရှိခဲ့တယ်ပေါ့နော်ရှိခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီလေးကိုကျွန်တော်တို့ကဘယ်လိုပုံစံသွားမလဲဆိုတော့သူ့ရဲ့ဒီသွားတဲ့မူတိုက်ရာရဲ့ကျွန်တော်တို့ဒီဖြစ်လာမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်လေးကို48ရဲ့45ရဲ့နော်48ရဲ့45ရဲ့ဒါကျွန်တော်တို့ဒီ40ရေပေါ့နော်4ကို4က48 40ဆိုပြီးတော့ဒီကနန်း3ခွက်အရန်ကောင်းပါတယ်40 45 48 40 45 48ဒါကျွန်တော်ဒီ channel လေးကိုလာရောက်အားပေးကြတဲ့ဦးဒီရဲ့ချမိတ်ဆွေအားလုံးအတွက်ပေါ့နော်တော့မျှဝေပေးခြင်းဖြစ်ပါတယ်ဘာရှိမလဲဆိုတော့ဒီနေ့ဗုဒ္ဓဦးနေ့အတွက်40 45 48ပါနော်နောက်ထပ်ကျွန်တော်တို့ဒီကိုယ်အနေနဲ့ပေါ့နော်လုံအောင်ကစားခြင်းတယ်ဆိုလို့ရှိရင်တော့ဒီနေ့အတွက်ကခွန်တစ်လုံးနဲ့ကောင်းပါတယ်အဲတော့ကျွန်တော်ဒီ၄ခွန်ချင်းရှိပါမယ်နော်၄နဲ့ပတ်သက်ပြီးတော့40 45 48ရှိပါမယ်ခွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာရှိမလဲဆိုတော့ကျွန်တော်ဒီ85ရှိမယ်85ရှိမယ်89ရှိမယ်93ရှိမယ်ပေါ့နော်85 89 93ခွန်3ခွန်5ခွန်9ဒီ၄ခွန်ချင်းနေပေါ့နော်ဒီနေ့ဗုဒ္ဓဦးနေ့တနေ့ကုန်စားကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဒီ live stream လေးကိုခဏတစ်ဖြုတ်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လုပ်ပေးထားကြတဲ့တူတယောက်ချင်းစီအတွက်ကျွန်တော်မျှဝေပေးလိုက်ရခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ဗုဒ္ဓဦးနေ့အတွက်ပေါ့နော်ကျွန်တော်ဒီ၄ကို40 45 48ခွန်ကိုခွန်3ခွန်5ခွန်9ဆိုတဲ့ဒီကွက်ပေါက်ကလေးနဲ့အတူတူပေါ့နော်ဒီနေ့ဗုဒ္ဓဦးနေ့တနေ့စာအတွက်ကျွန်တော်မောင်ဦးတီရရှိထားတဲ့ຢာတွေအားလုံးဒီကျွန်တော်ရဲ့ channel လေးမှာဝင်ရောက်အားပေးကြတဲ့ကျွန်တော်ရဲ့ကိုယ်လေးမတွေအတွက်အထောက်ပံ့ကောင်းတစ်ခုရရှိပိုင်ဆိုင်နိုင်ဖို့ရအတွက်မျှဝေပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဘာမစ်ဆိုဒီဆိုတဲ့ YouTube channel လေးကို like and subscribe လေးဘယ်လိုကသေးလို့ဆိုရင်လည်း like and subscribe လေးလုပ်ပေးဖို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်comment လေးလည်းရေးသွားပေးဖို့ပြောချင်ပါတယ်နော်ကံကောင်းကြပါစေ